စာရေးသူဆရာလယ်ရင်းသားစောချစ်ရေးသားထားသောကျွန်တော်အမုန်းဆုံးကျွန်တော်အပိုင်းငါကျွန်တော်တတိယနေ့ရောက်တော့အခါမေးဖြူသမီးလေးမွေးသည်သမီးကအသားဖြူသည်ရုပ်ချော်သည်မျက်လုံးကြီးတွေကသူ့အမေနဲ့တူသည်သို့သောဆရာကျော်၏မြင်မှုထင်ပါ၏မျက်နှာတီလွန်းသည်သမီးကိုပပဖြူဟုကျွန်တော်အမည်ပေးလိုက်သည်မေးဖြူမှာကျောင်းတစ်ဖက်နှင့်သားတောင်ဝင်မကသမီးတောင်ဝင်မှာပိုလာသည်မိဘနှင့်အတူနေ၍အချက်အပြုတ်လွတ်တော်လဲလျှော်ရဖို့ရကလေးတွေကိုကြွေးရနှင့်ကြောင်းချိန်မီအောင်မနေပြေးရသည်ဒီကြားထဲမှာပင်အကျော်အလောစားစရာကလေးများကိုလူကြုံရှိတိုင်းကျွန်တော်ထံရောက်အောင်ပို့ပေးသည်ကျွန်တော်မိမမအေးဖြူပေးသောငွေကိုကျောင်းမှာချွေချွေတတာသုံးပြီးပို့အောင်ဆိုသည်ကျောင်းပိတ်ရက်ပြန်လျင်မအေးဖြူအတွက်အင်ကြီးလေးများဝယ်သွားသည်သူ့အတွက်လုံကြီးအင်ကြီးစသဖြင့်ဝယ်သွားတိုင်းမေးဖြူမကျင်နဲ့ကြည့်အကိုမစားမတော့ဟဲ့နဲ့လှုပ်လာပြန်ပြီမေးဖြူမျက်ရည်လဲနေပြီနောက်တစ်ခါဘာမှမဝယ်ခဲနဲ့အကိုအတွက်ကြောင်းစီပေးတဲ့ငွေကိုအကိုဘာသာပဲသုံးအလွန်အနစ်နာခံလွန်သောမေးဖြူနောက်တော့လဲထိုအင်ကြီးလုံကြီးလေးများကိုပင်ကျွန်တော်ဝယ်ပေးသည်ဟုအမျက်တနိုးဖြစ်နေပြန်သည်အမှန်ကတော့သူ့လူဆောင်နဲ့သူဝေးရခြင်းသာဖြစ်ပါ၏ကျွန်တော်လောက်ခနဲ့စင်ញင်လာပါပြီဖြစ်နိုင်လျင်တစ်နှစ်နှစ်တန်းလောက်ကျွန်တော်ဖြည့်ခြင်းသည်သို့သောခွင့်မရ၍တစ်နှစ်တစ်တန်းနဲ့တင်းတိမ်နေရသည်နောက်ဆုံးနှစ်ရောက်တော့ကျွန်တော်အစွမ်းကုန်ကြိုးစားသည်အမှတ်ကောင်းကောင်းနဲ့အောင်ခြင်းသည်အိမ်ကိုပင်တပတ်တစ်ခါမပြန်နိုင်တော့ပါတလတစ်ခါသာပြန်သည်မအေးဖြူခင်ဗျာမှာလွမ်းတော်လဲလင်းဤပညာရေးမှုအားပေးသည်စားစရာကလေးတွေလူကြုံနဲ့ပို့သည်နောက်ဆုံးနှစ်မှာစားလဲများ၍သူဒေသနာစာရန်နှစ်ဆောင်လဲတင်ရသေးသည်ကျောင်းစာတွေလဲကူးရသည်စာမေးပွဲအတွက်လဲကြိုတင်ပြင်ဆင်ရသည်တလတစ်ခါအိမ်ပြန်လျင်ပဲစာအုပ်တွေပါသွားရသည်သားချင်ရင်သမီးထင်းရင်စာကြည့်ရသည်မောင်စုကတိတ်ကြိုးစားတဲ့ကောင်ကျွန်တော်ကြွေရမှာဆရာကျော်ကသူများကိုပြန်ပြောနေတန်ကြားရ၍မအေးဖြူဝမ်းသာခုန်ယူသည်သူ့အားလက်တွေနဲ့ကလေးများကိုသူ့ဘာသာထိန်နေသမီးလေးလားတာကြီးကဖေဖေကိုမနှောက်ရှက်နဲ့ကဲအကိုကြက်အကိုဘာသာအကိုစားပဲကြက်နော်ပါရမီဖြစ်ဘက်မယားကောင်းကြောင့်စာမေးပွဲဖြေသောအခါကျွန်တော်ကောင်းကောင်းဖြေနိုင်သည်အောင်စင်းထွက်သောအခါကျွန်တော်ထူးထူးကြွကြွအောင်သည်အဆင့်၄ဖြင့်အောင်၍ qualify ဖြစ်သောကြောင့်မဟာဝိဇ္ဇာဆက်တက်ခွင့်ရသည်တဒန်းလုံးမှအဆင့်၄နဲ့အောင်သူ၄ယောက်တည်းထိုအထက်မှာကျွန်တော်ပထမဆရာမများနဲ့အပေါင်းအသင်းများကကျွန်တော်ကိုချီးကျူးကြသည်မအေးဖြူဝမ်းသာလွန်၍ဝမ်းသာစကားပင်မပြောနိုင်မျက်ရည်များလှည့်နေသည်သူအထင်ကြီးသောသူ့ယောက်ျားကိုသူများလည်းအထင်ကြီးကြပြီလူတကာချီးမွမ်းကြစေခြင်းသောသူ့ယောက်ျားကိုချီးမွမ်းတံများကြားရပြီမအေးဖြူဂုဏ်ယူနေကြသည်အကိုဒီလောက်အထိဖြစ်နိုင်နေဆိုတာအေးဖြူသိတာပေါ့အကိုရဲ့ကျွန်တော်တက်လန်အတွက်သူနင်းချမ်းလှုပ်ခဲ့ရကြိုးနှက်ပါပြီမအေးဖြူသူပျော်တပြုံးပြုံးမော်မဆုံးဖြစ်ရင်ကျွန်တော်ကြိုးစားရကြိုးနှက်ပါပြီဘွေယူသောနေ့ကျွန်တော်အတွက်မမေ့နိုင်သောအပျော်နေဝင်နေသပင်တို့ကျွန်တော်မိဘများနဲ့မအေးဖြူမိဘများပါတက်ခဲ့ကြသည်ဒီကလူမှာကျွန်တော်မိမမအေးဖြူကျွန်တော်ကြောင်းထားပေးခဲ့သူဘဝဝစ်စုံနဲ့ကျွန်တော်ကို
မအေးဖြူတစိမ့်စိမ့်ကြည့်မွားရှာဘွဲလက်မဲ့ရတော့ကျွန်တော်ကမအေးဖြူလက်အပ်လိုက်သည်ရော့ဒါငါမိမပေးတဲ့ဘွဲငါမိမပိုင်နေစိုင်းနေတိတ်ထားမအေးဖြူဘွဲလက်မက်ကိုအမျက်တနိုးသူ့ရင်မှာထားရှာသည်မျက်နှာကပြုံးနေတော့လဲမျက်လုံးမှာမျက်ရည်အပြေးအကိုအတွက်ဝမ်းသာတာပါအကိုရဲ့အကိုမြတ်တာကိုရပြီးကြတဲ့ကအေးအတွက်ဘာမှမလိုပါဘူးဒါပေမဲ့အကိုမှာအရေးချင်းရှိလျက်သားနဲ့လူတွေကအထင်သေးကြပြောကြဆိုကြတာအေးမခံချင်ဘူးအခုတော့အကိုအတွက်ဂုဏ်ယူရပြီအေးဖြူစန္ဒပြည့်ပါပြီကျွန်တော်ပေါ်စေရနာထားသောမအေးဖြူကျွန်တော်ကိုတိတ်ချစ်သောမအေးဖြူလူများရှိမှမဟုတ်လျင်ကျွန်တော်မိန်းမကိုကျွန်တော်ပွေပြီးမွေးလိုက်ခြင်းသည်မအေးဖြူနှင့်ကျွန်တော်တွဲပြီးတပ်ပုံရိုက်ကြသည်နှစ်ဖက်မိဘများနှင့်စုပေါင်း၍တပ်ပုံရိုက်ကြသည်အားလုံးဝမ်းသာကြည်နူးကြသည်မမေ့နိုင်သောဘွဲရည်သောနေ့ကျွန်တော်ဘွဲရသည့်နှစ်မှာပင်တက္ကသိုလ်မှာနီးပြဆရာဆရာမများလိုနေ၍ရှောက်တော်ခေါ်သည်ကျွန်တော်ဆရာဆရာမများ၏တိုက်တွန်းအားပေးချက်အရတက္ကသိုလ်မှာနီးပြဆရာအလုပ်အတွက်ကျွန်တော်ရွေးခံရပါသည်မန္တလေးတက္ကသိုလ်မြန်မာစာဌာနမှာပင်ပြန်ရသည်ခုမှကျွန်တော်ဆန္ဒပြည့်၍တိတ်ဝမ်းသာမိသည်ကျွန်တော်ကျေးဇူးရှင်မအေးဖြူကိုကျွန်တော်ကျေးဇူးတုံ့ပြန်နိုင်တော်မူကဲမအေးဖြူအလုပ်ထွက်တော့အကိုနဲ့အတူမန္တလေးတက္ကသိုလ်မှာလိုက်နေရမယ်ကျွန်တော်အတန်ကအတက်စီးဆန်တော့လဲမတက်နိုင်ဤသူပြောချိန်အချိန်ကျနေပြီမအေးဖြူ၏လှပသောမျက်လုံးကြီးများဝေဝေဝါးဝါဖြစ်သွားကြသည်စဉ်းစားပါအောင်ကိုရဲ့အလုပ်ထွက်ပြရမှာနှမျောစရာကြီးနှစ်ယောက်လောက်စားဆိုတော့ကလေးတွေပညာသင်ကြားရေးနဲ့နောင်ရေးအတွက်ပိုမကောင်းလားမကောင်းမအေးဖြူဒီအလုပ်ကိုဘာလို့ဒီလောက်မမောနေရလဲအော်အကိုရဲ့ဒီအလုပ်နဲ့အကိုကိုကြောင်းထားခဲ့ရတာလေနောက်ပြီးဖေဖေစီစဉ်ပေးထားတဲ့ဖေဖေအရက်အရာလေးအေးဖြူကိုရိုင်းရလဲကလေးတွေကိုပညာသင်ပေးရတာပျော်တယ်ကိုရဲ့မအေးဖြူပင်ပန်းတာပေါ့ကွာသားနဲ့သမီးကတစ်ဖက်ချက်ပြုတ်ရကြောင်းသွားရနဲ့အလုတ်လုတ်တဲ့အိမ်ရှင်မတိုင်းဒီလိုပါပဲအကိုရဲ့အေးဖြူပင်ပန်းခံနိုင်ပါတယ်ကျွန်တော်စိတ်ပြတ်သွားသည်သူ့အလုတ်ကမထွက်ချင်ဒီမှာတေချာသွားပါသည်ကဲဒါဖြင့်လေအေးဖြူမန္တလေးမြို့ပေါ်ကကျောင်းတစ်ကျောင်းမှာပြောင်းဖို့ရှောက်ရမယ်အကိုခွဲမနေချင်တော့ဘူးမအေးဖြူအေးဖြူကတာပြီးတော့အကိုနဲ့တော့မခွဲချင်သေးတယ်ဒါပေမဲ့ဒီတတဦးမှာဆိုတော့မမေတို့နဲ့အတူတူနေရတာအဆင်ပြေတယ်အေးဖြူကြောင်းသွားရင်ကလေးတွေကိုမမေကြည့်ထားလို့ရတယ်ချက်ပြုတ်တာလျှော်တာဖွတ်တာလဲမမေနဲ့ညီမလေးတွေကအများကြီးလုပ်ပြီးတော့အေးဖြူပြန်လာရင်ကုညီယုံတော့ပဲလေမန္တလေးဆိုရင်အကိုရောအေးဖြူပါကြောင်းသွားတော့ကလေးနှစ်ယောက်ကိုဘယ်သူကြည့်မလဲကျွန်တော်မဖြေနိုင်ပါခတ်တာပဲကွာဒါကြောင့်မအေးဖြူအကိုကအလုပ်ထွက်စေချင်တာပေါ့အခုအတိုင်းနေပြီအကိုတပတ်တစ်ခါပြန်လာလို့ရတာပဲအကိုရဲ့ကလေးတွေကြောင်းထားနိုင်တဲ့အရွယ်ရောက်တော့အေးဖြူမန္တလေးကိုပြောင်းနေမှာပေါ့ကျွန်တော်တပြင်းတစ်ချက်ချလိုက်သည်သူပြောတာလဲမှန်တယ်လို့တော့မှန်နေသည်ကလေးနှစ်ယောက်တောင်းဝမ်မှာသေးသည်မဟုတ်မအေးဖြူမိခင်ကြီးနဲ့ညီမလေးများကူညီနေကြ၍သာအဆင်ပြေသည်နောက်ဆုံးတော့အေးဖြူတတုံးမြို့မှာပင်ဆီယာမဆက်လုပ်ဖြစ်သည်ထိုအစီအစဉ်ကိုဆရာကျော်ကလည်းသဘောကျသည်ကျွန်တော်မိဘများကလည်းသူတို့မြီးများနဲ့ဝဝေးမခွဲကြကြ၍သဘောကျကြသည်ကျွန်တော်လျှော့ရပြန်ပါပြီတက္ကသိုလ်ပြန်ဖွင့်တော့ကျွန်တော်ဆရာဆောင်သူပြောင်းခဲ့ရသည်မ
မိမရပြီးမှလူပြိုဆောင်မှာနေရတော့ဘဝသားနဲ့သမီးကိုတိတ်တရိရသည်တောက်ကြနေညနေရောက်သည်နှင့်မယားနှင့်သားသမီးရှိရာတတဦးတို့မိရထားပင်ပြန်ခဲ့သည်မအေးနှင့်ကလေးနှစ်ယောက်ပူတာယုံမှလာကြိုကြသည်ထုံးစံအတိုင်းကိုတောင်းမြင့်မြင်းလဲနှင့်အပြန်မြင်းလဲပေါ်မှာသားကြီးကကျွန်တော်ပေါင်ပေါ်ထိုင်၍ပြုံနေရှာသည်ဖေဖေသားတို့နက်ဖြန်ကအင်းဝသွားလေကြမှာဦးမြင်းလဲနဲ့ဟာကောင်းတာဗောဟုတ်လားကိုတောင်းမြင့်ငါအစီအစဉ်မဟုတ်ပါဘူးဗျာနေမိမမအေးဖြူတာမေးပါငါမြင်းလဲဆိုင်ရမှာတရက်နားရအောင်ပါဗောဟုတ်လားဟုတ်တယ်ကိုရဲ့စားစရာအကုန်ချက်ပြုတ်သွားကြမှာပျော်ဝဲစားဗောဟာသိတ်ကောင်းတာဗောကွာပျော်စရာကြီးဘသူတွေပါအောင်မလဲမပါပါဘူးအေးဖြူတို့မိသားစု၄ယောက်ရဲ့အင်းကမူမူနဲ့ကျူကျူရဲ့ကိုတောင်းမြင့်ရဲ့ဗောကိုတောင်းမြင့်ခင်ဗျာနေတွက်မနာအောင်မြင်းလဲကပေးမှာဗောဗျဘာကွာဒါဖြင့်ငါမင်းတို့စီကထမင်းဝယ်စားရမှာလားမောင်ဆိုမင်းဟာတက္ကသိုလ်စီကဖြစ်မှမြင်းလဲကတွေဘာတွေလာပြောမနေနဲ့အဲ့ဒါဆိုရင်ငါမင်းတို့မိသားစုနောက်ဘယ်တော့မှလိုက်မပို့တော့ဟာ sorry ပါဗျာ sorry ကျွန်တော်တောင်းပန်ပါတယ်ကိုတောင်းမြင်ဟာဒါမှမကျေနပ်သေးရင်တော့ဦးတစ်ခါလို့ခမရ90ထပ်ပြီးပေါ့ဗျာအေးကောင်းတယ်ပေးစရာရှိရင်ငါပဲပေးမယ်ပေးဗျာပေးဟုတ်တယ်ဦးပေးကျွန်တော်စိတ်ပေါက်ပေါက်နဲ့ပြောလိုက်သည်ကိုတားကြီးမောင်ပြောမှာပါလက်ဖြန့်တောင်းနေပြီကိုတောင်းမြင့်နဲ့မအေးဖြူတို့ရည်ကြသည်ကိုတောင်းမြင့်သည်ကျွန်တော်တို့မိသားစုနှင့်ရေဆက်ပါလွန်လာပါ၏မအေးဖြူ၏ညီမများဖြစ်သောမုံမုံနှင့်ကျူကျူကထမင်းဟင်းဟင်းနှင့်စားတော့စရာကြိုင်များရေဘူးများကိုချင်းနှလုံးနှင့်ထည့်၍ကိုတောင်းမြင့်မြင်းလဲပေါ်သို့တင်နေသည်။တာကြီးမောင်ပြုံးကတော့ကိုတောင်းမြင့်ရင်ခွင်မှာထိုင်၍မြင်းရိုက်ကြဖို့ကိုကင်ထားသည်။မြင်းလဲမောင်းရင်အသက်မအေးဖြူကပပဖြူချွေပြီးအိမ်ထဲမှထွက်လာသည်။ထုံးစံတိုင်းသမီးမျက်နှာကတီတီတင်းသည်။လာပပဒေါ်လေးစီလားမမူကခေါ်သည်ပပကမလိုက်ဒါကြောင့်မို့စကင်ကြီးကသူ့မိကြီးကပြောတာတက္ကသိုလ်ဆရာသမီးမို့မာနကြီးတာတဲ့မျက်နှာကိုတင်းလို့ပေါ့မမူကသူခေါ်လို့မရရင်မကျေနဲ့မှန်ကတော့တက္ကသိုလ်ဆရာသမီးမို့မဟုတ်ပါဘူးဟာဆရာကျော်မြည်မို့လို့မျက်နှာတင်းတာပါအိမ်ပေါ်မှာထွက်ကြည့်နေတော့ဆရာကျော်မကြောက်အောင်ကျွန်တော်တူတူပြောလိုက်၍သူ့သမီးများရည်ကြသည်အားလုံးမြင်းလဲပေါ်တက်ပြီးထွက်ခါနီးမှကျွန်တော်ညီထွန်းထွန်းစကဲအင်းမှစပိန်ပြင်ရောက်လာသည်အခုတို့ဘယ်သွားကြမလို့လဲငါတို့အင်းဝဘက်ကိုပျော်ဝဲစားသွားကြမလို့ကွာဟာမိမိကမောင်ပြုံးအခေါ်ခိုင်းလို့ကျွန်တော်လာတာသားမလိုက်ဘူးဦးသားတို့နဲ့ဦးလိုက်ခဲ့မောင်ပြုံးကကိုတောင်းမြင့်ရင်ခွင်မှလှမ်းော်သည်ဟာကောင်းတယ်ကွာလိုက်မယ်ထုံထုံကစပိန်ကိုအိမ်ထဲသို့အပြေးလွှားသွားထားပြီးမြင်းထဲပေါ်သို့တက်သည်ကဲသွားမယ်နော်ဟဲ့မြင်းသွားစမ်းမြင်းထဲသမားမောင်ပြုံးကမြင်းမကိုကြောက်ဖြင့်အသာရိုက်လိုက်သည်အကျိုးဆောင်မြင်းမလေးကဖွာစဉ်မှန်မှန်ပြေးလျက်လမ်းမှာတွေ့သမျှမြင်းလဲများကိုသားနှင့်ကိုတောင်းမြင့်ကလိုက်ရှောင်နေကြ၍ကျွန်တော်တို့အားလုံးအားပေးကြရည်ကြသည်ပျော်စရာကောင်းသောပျော်ပွဲစားခရီးအင်းဝါရောက်တော့မဲနုအုပ်ကျောင်းမှာစခန်းကြသည်ဘုရားများကိုဖူးကြသည်ရုတ်တရက်အထိတ်မှတ်ကြောက်တုံးကြီးကိုလည်းတွေ့ရသည်သားကြီးကတိတ်နားမလဲတော့လဲအင်းဝါသမိုင်းမှာထင်ရှားသောဘယင်များကိုပုံမြင်လိုပြောပြသည်အကိုကငတ်တပြားကြောင်းပြောပြပါဦးရန်ကျောင်းသားဖြစ်သောညီငယ်ထွန်းထွန်းကတောင်းဆို၍သတို့မင်းသားနှင့်တခိုးကြီးငတ်တပြားအကြောင်းပြောပြတော့တာကြီးမောင်ပြုံးသဘောကျသည်
မဲနုအုပ်ကြောင်းပြန်ရောက်တော့မနက်စာစားကြသည်သစာနှင့်စားရ၍အားလုံးထမင်းမြင်ကြသည်ပျော်ပွဲစားဆိုသည့်အတိုင်းပြောစရာကောင်းသောထမင်းတစ်နက်မိနိုင်သောထမင်းတစ်နက်ထမင်းစားကြပြီးတော့ရင်နွေချမ်းတောင်းရင်လက်ဖက်တုပ်စားရင်နမ်းမတော်မဲနုအကြောင်းကျွန်တော်ကပြောပြသည်စိတ်သက်တင်းမာလုံးနဲ့သူ့ဘဝပူလောင်ရှာမှာပဲနော်ဤဖြူမြင်ပုံပြောပုံလေးကချစ်စရာခက်ထန်၍မာနကြီးသောမဲနုကိုကဲ့ရဲ့စကားမဆိုဘဲတနာပို့လိုက်သည်ဘယင်ပြောညံ့တာလည်းပါပါတယ်ကျွန်တော်ညီထွန်းတော့ကတော့ဘာကြီးတော့ဘယင်ကိုမကျေနပ်နောက်ဆုံးတော့မမှန်တာမတရားတာလုပ်တဲ့လူတွေဇက်သိမ်းမလောက်ဘူးကွာကိုတောင်းမြင့်မှတ်ချက်ကလေးနက်သည်စားတော့နားပြီးတော့မဲနုအုပ်ချောင်းအတွင်းမှာလှည့်ပတ်ကြည့်ကြသည်ဒူးနဲ့ဒဲနဲ့တိဆောက်ထားခဲ့၍ယနေ့ထက်တိုင်အခိုင်မာတည်ရှိနေသောအုပ်ချောင်း၏လက်ရများကိုအံ့ဩမိကြသည်နမ်းမတော်မဲနုဟာထက်မြက်တာတော့အမှန်ပဲကြည့်လေကြံတဲ့အစအုံတွေပျက်စီးကြပြီသူ့အုပ်ချောင်းကတော့ပဂရိအတိုင်းမပြတ်သေးဘူးကျွန်တော်ကချီကျူသည်ပြန်စရာရီတော်တာပေါ့ကွာကိုတောင်းမြင့်စကားကြောင့်အားလုံးရှိကြသည်ကျွန်တော်ကသားကြီးကိုထုံထုံထံမှပြောင်းချလိုက်သည်ငါသားကြီးကြည့်ရင်ဒီလိုအဆောက်အုံတွေစောက်တဲ့ဘေးဒုက္ခဆရာကြီးလောက်ခိုင်းမယ်စက်မှုတက္ကသိုလ်တက်ရမယ်အေးရတော့သားကြီးကိုဆရာဝန်ပဲလောက်ခိုင်းမယ်သားကြီးကအမြဲတမ်းပြုံးနေတာစိတ်သဘောထားကောင်းစေတနာကောင်းတဲ့ဆရာဝန်လောက်ရမယ်နော်သားကြီးမေးဖြူကသူ့သားကိုဆရာဝန်ဖြစ်စေခြင်းသည်ကဲမောင်ပြုံးမင်းအင်ဂျင်နီယာလုပ်မလားဆရာဝန်လုပ်မလားပြောထွန်းထွန်းကသားကိုလှမ်းမိသည်သားကကျွန်တော်ခြိထားရမှကိုတောင်းမြင့်ကိုလှမ်းကြည့်လိုက်သည်သားကတော့ဦးလို့မြင်းလဲပဲမောင်းနေတယ်အေးကောင်းတယ်ဟေးကိုတောင်းမြင့်ကလက်ခုပ်တီး၍ချီကျူးသောကြောင့်အုပ်ကျောင်းထဲမှလင်းတို့များလန့်ပြန်ကြသည်ကျွန်တော်တို့အားလုံးရည်ကြရသည်ကျွန်တော်တက္ကသိုလ်ဆရာဖြစ်ပြီးမအေးဖြူသားကလေးတယောက်ထမွေးသည်သူ့နာမည်ကိုအဖေနဲ့အမေနှစ်ယောက်ပေါင်းပြီးပါအောင်မောင်အေးစိုးဟုမှဲ့လိုက်သည်ကလေး၃ယောက်ဖြစ်လာ၍ဆရာကျော်၏ခြံဝန်းအတွင်းမှာပင်ကျွန်တော်တို့အိမ်ကလေးတစ်လုံးဆောက်ပြီးနေကြသည်ကျောင်းပိတ်၍အိမ်ပြန်ရောက်တိုင်းသားကြီးမောင်ပြုံးနှင့်ကျွန်တော်ကြောက်တူးရိုက်တိုင်းကစားကြသည်သားကြီးမောင်ပြုံးကြောက်တူးပြစ်တက်နေပါပြီမောင်မိတိုကလေးနှင့်တုတ်တက်ပြေးနေသောသားကြီးကြောက်တူးကိုအသေးချာချိန်ပြီးပြစ်နေသောသားကြီးပုံရိပ်များကချစ်စရာကျွန်တော်ကသားမှန်လောက်အောင်ကြောက်တူးကိုချပေးသည်မနီးမဝေးမှုသားကမှန်အောင်ပြစ်နိုင်သည်ဟာသားနိုင်တယ်ကွာဖေဖေရှုံးတယ်မမေလာကြည့်ပါဦးသားနိုင်တယ်ဝမ်းသာအားရနှင့်သူ့အမေကိုခေါ်ပြသည်မအေးဖြူကလည်းထွက်ကြည့်သည်ဟုတ်ပါရဲ့ဟဲ့သားကြီးကတော်လိုက်တာဖေဖေကိုတော့နိုင်အောင်ကစားနိုင်တယ်အမေကချီကျူး၍သားကြီးပို့ပြီးအားတက်သွားသည်ကစားတိုင်းသူ့နိုင်အောင်ကျွန်တော်ကရှော့ကစား၍သားကြီးတိတ်ပျော်သည်ဖေဖေကြီးနဲ့ကစားရတာပျော်တယ်လေးလေးထွန်းနဲ့ကစားရင်လေးလေးထွန်းကညက်တယ်မကောင်းသားပြောပုံကြောင့်ကျွန်တော်ရေးမိသည်ကျွန်တော်မရှိလျင်ကျွန်တော်မအားလျင်ကျွန်တော်ညီထွန်းထွန်းမှာသားနဲ့အဖော်ရအောင်ကစားပေးရသည်သို့သောကိုရန်ကြောင့်သားဖြစ်သည့်ထွန်းထွန်းမှာကလေးစိတ်သာရှိသေး၍ကျွန်တော်လိုအရှုံးပေးပြီးသားပြော်မကစားတယ်သူနိုင်လျင်နိုင်တယ်လို့ကစားသည်ထို့ကြောင့်သားကြီးကထွန်းထွန်းညစ်သည်ဟုဆိုခြင်းဖြစ်၏ဟုတ်တာပေါ့ကွာသူမညစ်ရင်သားကြီးကိုဘယ်နိုင်မလဲဖေဖေတောင်သားကြီးကိုမနိုင်ဘူးမောင်ပြုံးသဘောကျနေသည်ကလေးစိတ်ပညာနည်းအရသားကြီးကိုပျော်ယုံမကအာမှန်တက်အောင်ကစားရင်းနဲ့စိတ်ဓာတ်မြင့်တင်ပေးရသည်ကျွန်
ကျွန်တော်တို့အိမ်ကိုရောက်ဖို့သူတိုင်းကျွန်တော်ဘဝကျွန်တော်တို့ကဘာလေးကိုသဘောကျသည်မအေးဖြူနဲ့ကျွန်တော်ဤချစ်ခင်ကျင်နာမှုကိုအားကြကြသည်ကျွန်တော်သားသမီးများဤတွက်လက်ချက်ချမှုနဲ့ချစ်စရာကောင်းမှုကိုလည်းချီးကျူးကြသည်ကျွန်တော်နဲ့မအေးဖြူကိုယ်တိုင်လည်းကျွန်တော်တို့အိမ်ကျွန်တော်တို့မိသားစုကဘာလေးကိုကျင့်နဲ့ဂုဏ်ယူကြပါ၏တကယ်ကိုကျင့်နူးစရာအချစ်အိမ်ကလေးလက်ရှိအခြေအနေသာမကအနာဂတ်ပါလှပလျက်ခလေးများ၏ရှေ့မှာလည်းမျောလင့်စရာရောင်ခြည်များထွန်းတောက်လျက်